ယူထားဖုန်းဆက်ပိတ်ထား ညီမလေးကဘယ်မှာ ညီမလေးကကိုဟိုတယ်ရောက်ပြီဟိုကလေးအကိုဟိုပြောတယ်အတန်ဖိုင်လေးကသူကကုံနားထောင်တာညီမမနေ့ကပြောတဲ့ဟာလေးအကုန်လုံးအကိုတင်ထားတော့လေဟို privacy တွေပါကုန်တာပေါ့နော်ညီမလေးအနေနဲ့ကြောင်းဒီလို sex case ပါညာဆိုအကိုရဲ့ရှက်တာပေါ့ မဟုတ်လေညီမရဲ့ဟိုဟာကြီးကအကိုတို့လည်းကြည့်အောင်နေပြောနေတာသိလားညီမကမသိညီမ you came to me you know အဲ့ဆိုပြီးတော့ညီမကလည်းစိတ်ပူသွားဘယ်လိုမှဆက်သွယ်လို့မရတာလေ you know that လေ whole day လေဟုတ်ကဲ့ဟုတ်ကို အဲ့ကြောင့် we had no choice ပြီးတော့ညီမဟိုတငယ်ချင်း Esther လားဘယ်လိုလဲတယောက်ရှိရ right ဟုတ်ကဲ့ဟုတ်သူနဲ့လည်းအကိုစကားပြောပြီးတော့ तू ကလည်းပြောပြရတယ်လေ Esther လားEsther လားညီမ America တငယ်ချင်းကိုနဲ့ဟိုဆက်တော့ပြင်ဟုတ်နော်အဲ့တော့ I talked to her and then သူလည်းအကုန်သူ့လည်းအကုန်အကိုသူ guideline တွေလည်းယူထားတယ်ညီမကလည်းသူ့ကိုရှင်းပြလိုက်ပေါ့နော်အကိုအဲ့လိုတော့ပြောပြထားတယ် Now what's the plan actually that's all we care ဟုတ်ကဲ့ဟုတ်ကို plan ပါလေညီမလေးဟိုလေအကိုဟုတ်ဟိုကဘယ်လိုဖြစ်လဲဆိုတော့ညီမချက်ချင်းပြန်လို့မရသေးဘူးတဲ့သူပြန်လို့ရှိရင်လည်းဟိုမှာဒုက္ခတွေရောက်မယ်ပေါ့စစ်ဆေးနေတယ်ဟိုအရင်ပွဲဖြစ်နေတာဆိုတော့တဲ့အဲ့တော့ညီမတို့ဒီမှာပဲဆက်နေရမယ်လို့ပြောတယ်ပေါ့နော်ကိစ္စငြိမ်သွားမှပြန်ရမယ်လို့ပြောတယ်ညီမဒါပဲဖြစ်မှာငါတည်ပြီးတာ no I'm not going to accept it အခုငါပြောနေတာနေကno sister oh my god shit အနေကဘယ်လိုနေမှာနေတငယ်ချင်းနဲ့စကားပြောပြီးတာဟိုကောင်မလေးနဲ့ပြောပြီးတာအခုတော့မဆက်ရသေးဘူး Instagram မှာလည်းအဲ့လို message တွေကများနေတာပေါ့နော်လူအစုံတွေကပို့တာ that cannot be okay because no are you okay with that but that's all I want are you okay with that ညီမတော့ပြန်ချင်တယ်ရတယ်ဘယ်လိုဖြစ်ပြန်မယ်လို့ညီမပြောတယ်ဒါပေမဲ့သူကအဲ့လိုမျိုးပေါ့အဲ့လိုဒီမှာဆက်ပြီး cool down ဖြစ်တဲ့ဒီပေါ့နေလိုက်တာပိုကောင်းတယ်ပေါ့နော်ဒီပြဿနာအရင်ပွဲဖြစ်နေလို့လဲဆိုပြီးတော့အဲ့လိုမျိုးဖြစ်တဲ့ကိုညီမလေး you can see the whole world is with you ကွာညီမလေးနဲ့စကိုင်းပြည်လုံးတနိုင်ငံလုံးအကုန်လုံးကတူတူရှိတယ်ကွာနော်ညီမလေးဒီအချိန်မှာရှက်တာတွေကြောက်တာတွေကမလိုတော့ဘူး you are the victim here okay ဒါပေမဲ့အကူကညီမကိုပဲစိတ်ပူနေတာ like အဲ့ရနေညီမရှိရနေအောင်ချားဟိုတယ်တခုခု can you be in your control ဟုတ်အဲ့ဆိုလို့ရှိရင်အကိုဘယ်ကိုသွားရမလဲညီမလည်းပြောင်းချင်တယ်ရတယ်အဲ့ဆိုအခုညီမဘယ်တော့ပြောင်းမလဲပြောအခုစီစဉ်ပြီးဘယ်လိုလုပ်ပေးရမလဲပြောဟုတ်အကိုဟုတ်လေဒါမဲ့နော်ဒီတိုင်းထွက်သွားလို့လည်းမရပြန်ခုနညီမကလည်းခန်းထဲမှာညီမအရင်လာတာ तू ကသူ့ကွန်ထရိုမှာနေတော့အခုဒါတော့အတန်တွန်းလာလိုက်မစင်းပါဘူးပြောပါနည်းပြောဟုတ်ကိုညီမကိုညီမဟိုတယ်ဝယ်လို့လစ်ပြီးထွက်လာတာအောက်ထပ်မှာပဲနေခဲ့မယ်လို့သူတော်တော်ပြောလိုက်ရတယ်ပြောပြီးလစ်ပြီးထွက်လာပြောဘာလို့လဲဆိုတော့ညီမကကြောင့်ဖုန်းလိုချင်တာဖုန်းသုံးချင်တာတနေ့ကုန်လဲဖုန်းကမသုံးရတော့ဖုန်းသုံးချင်တော့အနေခန်းထဲကိုဝင်ပြီးဖုန်းလာရှာညီမဟိုဗီဒီယိုတွေကပါညအတင်းကြီးခိုင်းအတင်းပြုံးခိုင်းပေါ့ကလာကားပေါ့လို့လားငါကြောင်သွားတယ်ဟာနေရလဲငါစားသွားတယ်ဟာလို့ငါဒီကောင်မလေးရောင်းပြီလားမသိဘူးလို့ဟာဟုတ်So the plan is that you need to go back ဟုတ်ကဲ့နော်အဲ့တော့ညီမလေးထပ်ဆောင်လို့မရအခုညီမလေးကို तू ဘေးမှာရှိတယ်မရှိတော့ကိုမသိဘူးဘာလို့ထားပါတခုပြောပြမယ် The thing he's going to try and do is that ညီမလေးကို settle လုပ်မယ် maybe နင်းနာကြီးပေးမယ်ဘာပေးမယ်ညာပေးမယ် maybe ညီမလေးကို2ပတ်3ပတ်တင်မှာ some kind of disclosure လို့ခေါ်တယ်ဘယ်သူမှမပြောပါဘူးဆိုရင်လက်မှတ်ထိုးပါရရန်ကုန်မှာဒီကိစ္စနဲ့ပတ်သက်ပြီးမပြောပါနဲ့ပါရလက်မှတ်ထိုးခိုင်းပြီးတော့ညီမလေးကိုနင်းနာကြီးတစ်ခုပေးပြီးတော့အဲ့ဒါကို maybe he will try for that ညီမလေးအဲ့ဒါလုပ်ပြီးဒါဖြစ်ချင်တာဒီကောင်ဖြစ်ချင်တာကဒါပဲနော်ဒါပေမဲ့အခုကကြောင့်ညီမလေးဘယ်လိုဖြစ်လဲရန်ကုန်မျိုးကြီးကအရင်မြန်မာနိုင်ငံကြီးအရင်စိတ်ပူသွားတယ်သူထင်လို့လည်းမလွယ်ဘူးညီမလေးပြန်ပြီးကြောင်းရင်လူရဲ့ငြိမ်နေမှာဟုတ်ကိုညီမကြောက်လဲဒီလိုမျိုးကိုညီမကြောက်လဲရှက်တာပေါ့နော်အရှက်ကွဲသွားတာပေါ့နော်သူကဖွင့်ပြတော့ညီမဒီ sex case ပြောထားတာတွေရောပါတယ်ရောဆိုတော့ညီမလည်းရှက်တာသူကလည်းသူ့ reputation တွေလည်းထိသွားပြီပေါ့ဆိုပြီးတော့အဲ့လိုမျိုးမဟုတ်ရှက်တယ်ဆိုတာမဟုတ်လေညီမလေးနဲ့သူနဲ့ယူတော့မှာလားကိုဒါပွင့်လင်းလင်းမေးရနော်သူနောက်ဆုံးနီးလန်းဒါပဲရှိတယ်ညီမလေးကိုကလားလို့ယူမယ်ဘာညာပြောပြီးကလားယူလိုက်မယ်တရားဝင်ယူမယ်ဘာညာအယူကနေမိဒါကိုဖီးတာတနည်းပဲကြံနေတယ်အကိုလည်းသူ့ရဲ့ option စဉ်းစားပြီးပြီအကိုဟွာလေးသူတစ်စက်မှမချစ်ဘူးနော်ညီမလုံးဝမချစ်ဘူးဒါပေမဲ့သူနည်းနည်းရှုပ်ထွေးတယ်ကိုရညီမဒီလိုမျိုးဒီ gangster ပေါ့နော် gangster လောက်ခံရတဲ့ဥစ္စာပေါ့နော်ဒီ setup လောက်ထားတဲ့သူပေါ့သူက setup လောက်ထားပြီးတော့အလုပ်ဆိုပြီးတော့ရောက်လာပြီးတော့ပေါ့ပြီးတော့ light တယ်ပေါ့လုံးပန်းတယ်ဒါပေမဲ့သူလုံးဝမချစ်ဘူး
အရင်တိတ်ကားရဲကိုပဲဒါပေမဲ့ဟိုရုပ်ရှင်တွေရိုက်နေရပါတော့အဲ့လိုမျိုးဆိုအဓိကစိတ်နှောက်ယှက်ပြီးပေါ့ကိုကမတင်နဲ့တော့ကိုဒါလဲညီမလေးကငါတော့ဟိုကတော့နောက်ဆုံးမှာဟဲ့ငါမတင်ဘူးပြောတာငါတို့မသိရင်ကလားတွေကသူ့ကလားတွေကဝိုင်းပြီးတော့ငါတို့ပို့ပို့ပတ်သက်တွေပြောနေလို့ညီမလေးရုံးလမ်းမှာငါတို့တင်ရင်နင်းနဲ့ငါတနာရင်ပြောထားတနာရင်လုံးရှိရမတင်ပါဘူးဘယ်လိုလဲဟုတ်ကဲ့ကိုဟုတ်အဲ့တော့အကိုလည်းတော့ဘယ်လိုလဲဆိုတော့သူကတစ်စက်မှမချစ်ဘူးညီမကိုဒါပေမဲ့သူချစ်ချင်အောင်ဆောင်တယ်လုံးဝမနေ့ကလည်းညီမပြန်မယ်ဆိုပြီးတော့လေမနက်ကလေမနက်ကပေါ့ပြန်မယ်ဆိုတဲ့အချိန်မှာသူကလုံးဝအဲ့လိုဟိုမသိချစ်ကလုံးတိုင်းဖတ်တော်မဲ့တိုင်းပဲလို့ဒူးလေးထောက်ပြီးတော့အောင်မှာနေချစ်လို့လိုပါတယ်မသွားပါနဲ့နင်းမခွဲနိုင်လို့ဘလို့နဲ့သူကအဲ့လိုပြန်ရောက်လာတာသူ့ရဲ့ iPhone charger ဟိုခန်းထဲမှာကြံခဲ့တယ်ဆိုတဲ့ပုံစံနဲ့သူဝင်လာအမှန်တော့ညီမကအိတ်ဟဲ့မဟုတ်မနေ့ကနေနဲ့ဖုန်းပြောပြီးဘလို့ရောက်လာအစားကြီးပဲငါတော့လန့်အောင်နင်းနဲ့ဖုန်းပြောပြီးတော့သူရောက်လာငါတို့ဖုန်းပြောပြီးတော့လေဟုတ်တယ်ဒီကောင်ကြည့်နေရရောငါဟာအော်မကြည့်ဘူးကိုတိုက်ဆိုင်သွားတယ်တော့ရှစ်မယ် crazy သူကဘယ်လိုကြည့်ရလဲနင်းကတော့ပြောသူကမဟုတ်ဘူးသူကလည်းအတန်ကြားရတယ်တည်ရဲ့ညီမဖုန်းခိုင်းလိုက်တော့အကိုအတန်မှန်တည်လို့သူကလှမ်းယူပြီးတော့လူပြီးတော့ဖုန်းချပြီးဆက်ပေးလိုက်တာလို့မဟုတ်အဲ့ဒါပြောမှာလေလိုက်အဲ့ချင်းမသိသေးဘူးလားဟုတ်ကို Okay never mind ထားတယ် okay ဆိုတော့အကိုလည်းဟိုပါပေါ့နော်ဘယ်လိုပြောရမလဲသူကအဲ့လိုမျိုးပြန်ဝင်လာသူမခွဲနိုင်လို့ပါဘယ်လိုချစ်လို့ပါဆိုပြီးတော့လို့ပြီးမပြန်ထားဘူးပေါ့နော်ညီမတို့လေအဲ့လိုအချိန်ဆွဲတာဘာဖြစ်လို့လဲဒီသူချစ်လည်းမချစ်ဘူးကိုဒါပေမဲ့နင်းရန်ကုန်ရောက်မှသူထောင်ကြပြီပေါ့ဟဲ့နင်းရန်ကုန်ရောက်သူထောင်ကြပြီလေဖြစ်နေတဲ့ပြဿနာအကြီးနင်းကမသိဘူးလားနင်းဖုန်းမှမပေးသုံးတာဖြစ်နေတဲ့ပြဿနာအကြီးနင်းရန်ကုန်ပြန်မရောက်ရင်ဒီကောင်ထောင်ကြမှာရှင်းလေးအဲ့လောက်လေးဟဲ့နင်းငါ့ကိုလာပြောမှညီမလေး I will fucking protect you ဘာထင်နေရလဲငါအကုန်ဖုန်းတွေဆက်ပြီးကုန်သွားပြီလူတိုင်းမှုဘာမှုကုန်ပြီဟဲ့မြန်မာနိုင်ငံအကြီးကအကုန်သိတယ်အမျိုးသမီးကြီးအကုန်လိုက်လာမှာနင်းအတွက်ဟုတ်ပါအဲ့တော့ငါနဲ့ပြောနေတာ don't ဒီကောင်အတင်းရိုက်ခိုင်းတဲ့ဟာတွေကလက်ခံနေဘာမှဖြစ်ဘူးပေါ့နော်ဒါရ for your safety you have to do it ဒါပေမဲ့တကယ်ဖြစ်လာတဲ့အချိန်ကျရင်တော့ you have to say the fucking truth နော်ဒါပဲညီမလေးကိုပြောချင်နော်အဲ့ဒါအခုကရောက်အောင်ဘယ်လိုလာမလဲအဲ့ဒါပဲကြည့်ဘယ်လိုလုပ်မလဲနင်းအမေလည်းစိတ်ပူနေပြောအမေနဲ့ဖုန်းပြောပြီးတာဟုတ်တယ်အမေ status တင်လာတယ်သူခုနကဝင်လာပြီးပြောတယ်မေကိုဖုန်းဆက်လိုက်အောင်လည်းဆိုတော့ညီမရေးထွက်ပြီးတော့ဟိုဖုန်းလာဆက်တာပေါ့နော်အမေကတင်လာတာလည်း Viber ဖြစ်နေတယ်တဲ့အဲ့လိုမျိုးဖြစ်နေအဓိကကိုလည်းဖုန်းပေးမသုံးတာဖုန်းသိမ်းထားတယ်အဲ့ဒါကြောင့်ဖြစ်နေတယ်ညီမဖုန်းလည်းမသုံးအောင်ဖြစ်နေမဟုတ်ပါဘူးနင်းဘက်မှာငါရှိရလေအကိုတယောက်တည်းမဟုတ်ငါပြောသေးတာတနိုင်ငံကလူကြီးတွေရောအကုန်လုံးညီမလေးကအကုန်ဆက်ပြီးသွားပြီသိလားဟဲ့ရွှေရင်ဒီဆိုရင်သူက share နေတယ်ရွှေရင်ဒီမောင်မာနေဟာတွေလုတ် share နေတယ်ပြောချင်တဲ့သဘောeverybody is now unified ညီမလေးရှက်စရာလည်းမလိုကြောက်စရာလည်းမလို you were bullied you will manipulated no by a predator simple as that is everyone is with you ပြီးတော့အကိုပြောပြချင်တာပေါ့နော်ဟိုခုနဆိုလဲခေါ်ရတဲ့စားတော့ဆိုင်ရဲ့ကြောင့်ညီမဒီမလေးရှားရောက်ချင်းရှေ့ခောက်တင်တော့လေပထမဆုံးညီမတို့ဒီနာကျွေးမယ်ဆိုပြီးလေးစိတ်ကနေတန်းခေါ်ရတဲ့ဆိုင်ပေါ့နော်အခုတေချာကြည့်တော့လေသူနဲ့ပိုင်တဲ့ဆိုင်နေသူ့ရဲ့အဲ့လိုမျိုးနေရာပေါ့နော်သူပြီးကျွေးထားတဲ့ကောင်ကြီးအဲ့လိုမျိုးနေရာတွေကိုခေါ်ရတာအဲ့ရကောင်တွေကကိုယ်ရဲ့ဘွေးကြရရလေလုံးဝအဲ့လိုမျိုးကွာသူနဲ့အဲ့လိုမျိုးမျက်နှာတွေလုပြနေတာနောက်ပြီးတော့ညီမကသူကခုနဗီဒီယိုကိုရိုက်ဖို့လုပ်တယ်ပေါ့နော်ရိုက်တော့ညီမအဲ့ဒါရုံမပြောချင်ဘူးငါပြောတဲ့ဟာကြီးကမမှန်ပါဘူးဆိုရင်မပြောချင်ဘူးပေါ့နော်ငါပြောရင်လူတွေကနောက်ဆိုယုံတော့မှာမဟုတ်ဘူးလို့ဆိုပြီးတော့ညီမအနေနဲ့အဲ့မတင်ပါနဲ့လားဆိုညီမတို့စိတ်တော့ကရောက်နေတဲ့အချိန်ပေါ့နော်အဲ့ချိန်မှာအဲ့သူ့အဲ့ဝေးတာရဲ့လူကြီးနေလှောင်နေတာကိုရသိလားဘာမှလည်းပဲလားအမမဟုတ်ကလားတွေပေါ့နော်ဟုတ်ဘာမှကလားတွေမဟုတ်မလေးချက်လားအဲ့သူခေါ်သူခေါ်မလေးကလာအဲ့သူခေါ်ရတဲ့ဘာတော့ကိုလည်းရှိတယ်လို့ပြောညီမတို့ချစ်တာမဟုတ်ဘူးကိုအချစ်မဟုတ်ဘူးသူကဘာလဲဆိုတော့သူ့ရည်ရွယ်ချက်နဲ့ညီမအနာမလို့လူယုံပေါ့နော်အဲ့လိုပုံစံမျိုးလာနေတယ်ရီးစားဟန်ဆောင်ပြီးတော့လေဟိုညီမလေးအခုကြာနေချစ်တာတွေပါအဲ့နဲ့မဆိုင်တော့အခုကြာ the problem အရန် big ဖြစ်သွားပြီသူလည်းအုံနောက်ရှိတဲ့ပညာတယောက်ပဲထားပါတော့အဲ့တော့သူလည်းအုံနောက်ရှိဖြစ်သွားတာအခုကတကယ်ကိုကြီးသွားပြီအဲ့တော့နင်းမြန်မာပြည်ပြန်ရောက်တာနဲ့နင်းလည်းဒါမြန်မာပြည်ပြန်ရောက်ပြီဆိုရင် you be on your own လေသဘောပေါက်လားအခုလည်းရှိနေမှာဆို so you will say so ညီမလေးပြောတာနဲ့ဒီကောင်သွားပြီဆိုတော့အဲ့ဒါတော့ကြောက်တော့ he needs to shut you up as simple as that is and ညီမပြောဒါပေမဲ့အခုညီမသူ့ကြောက်နေရလားအခုနားမလဲအဲ့likeအခုပြောအဲ့ကြောင့်အခုလည်းခုနမေးရမေးကုန်မယ်ညီမတနေရာသွားမယ်ဆိုအခုစီစဉ်ပေးလို့ရတယ်မလေးရှားဆိုလည်းပဲဟိုတယ်တစ်ခုပါညာပြင်မနေ့က flight ကစားညီမလေးရန်ကုန်တော့အကိုမသိဘန်ကောက်လာမလားဘန်ကောက်အကိုတန်းဝယ်လို့ရတယ်မလေးရှားဘန်ကောက်တဘော
ဟုတ်ကဲ့ညီမအဲ့ဆို တစ်ချက်စဉ်းစား ပြောပေးမယ် နော် နော်